ကဲအားလုံးပဲကိုရီမားတွေမင်္ဂလာပါကဲအောင်သောကိုရီမားတွေမင်္ဂလာပါเนาะကျွန်တော်ဒုတိယကိုရှိုင်းချန်နေရနေပြီးတော့အောင်သောကိုရီမားတွေဦးလေးတွေအတော်တွေတူတယောက်မကျက်စိတ်ကြမှာရင်ကိုရီကြမှာနေနေပြေတုံကြပါစေအသက်ရှူတိုင်းနဲ့ငွေဝင်ကြပါစေလို့ကျွန်တော်ဒုတိယကိုရှိုင်းချန်နေရနေပြီးတော့ဥသောပရမကျွန်တော်ရဲ့ကိုရီမားတွေဦးလေးတွေတော်တွေကိုစုမုံကောင်းမြတ်တာပို့တာပေးပါတယ်ကဲအားလုံးပဲကိုရီမားတွေမင်္ဂလာပါနော်ဝင်လာတဲ့ channel လေးကို subscribe လေးနှိပ်မယ် like လက်မလေးနဲ့ဒူးရီနဲ့သက်ဆိုင်တဲ့ group လေးမှာကူညီပြီးတော့ share ပေးနေကူညီ share ပေးစေတင်တယ်ကဲဒီ channel ဒီဒါကျွန်တော်ရဲ့ channel တစ်ကလေးဖြစ်တယ်ပထမ channel ကိုရှိုင်း channel ဒီဒါကျွန်တော်တို့ဘန်းခံလိုက်ရတယ်เนาะအဲ့လိုမျိုးဒီ channel ကနေပြီးတော့ပဲလေးတက်ကလေးကျွန်တော်ပုံမှန်တင်ပေးမယ်ပထမ channel မှာကျွန်တော်အခုเนาะမတွေ့သေးလို့ like ရှာနေကြတဲ့ကိုတွေမားတွေတော့ကိုလည်းအခုကြည့်နေတဲ့မြင်နဲ့တွေ့တဲ့ကိုတွေမားတွေဟာတူးတယောက်မကျန်เนาะshare လေးနဲ့ဒူးလေးနဲ့သက်ဆိုင်တဲ့ group လေးမှာကူညီပြီးတော့ share ပေးစေချင်တယ်เนาะမေတ္တာရက်ခံပါတယ်ကဲအဲ့တော့အောင်သောကိုရီမားတွေမင်္ဂလာပါဒီနေ့အဖွင့်နေ့မနက်9ပတ်တီ9ကိုမနေ့ကပေးခဲ့တဲ့85ဝမ်းချိန်မှာ9ပတ်တီ9ကိုကဲကိုရီမားတွေဘယ်လိုလဲ like ထိုးပါတယ်ဆိုတော့ကိုရီမားတွေ comment လေးမှာပေါက်ကြီးလေးတွေမှန်းခဲ့ပါဦးเนาะဒူးတယောက်မကျင့် like ဆော့ပါတယ်ဆိုတော့ကိုရီမားတွေပတ်တီလေးကို like ဆော့တယ်ဆိုတော့ကိုရီမားတွေ comment မှာပေါက်ကြီးလေးမှန်းခဲ့ဦးเนาะဒါဒီနေ့ကတော့ဒါပတ်တီလေးပဲထိခဲ့တယ်เนาะ98ဆိုရင်ဒါပတ်တီနှလုံးသားကိုရှာပါเนาะ98ကိုမချိန်မှာ9ကိုချိန်ပါကဲအဲ့တော့အောင်သောကိုရီမားတွေမနက်ကမနက်ဈေးလေးမှာပေါက်ကြတယ်ရကြတယ်ကိုရီမားတွေ comment မှာပေါက်တီးလေးတွေမှန်းခဲ့ပါအောင်ဘယ်သူတွေဘယ်လောက်ဟုတ်ရကြဝမ်းသာပါတယ်ကဲလာမယ်မနက်ဖြန်အတွက်ကိုလည်းထပ်ပြီးတော့ကိုရီမားတွေအဖွင့်နေလှသလိုအင်္ဂါနေ့မှာလည်းထပ်ပြီးတော့အစဉ်ပြေရကြပါသေးဆိုတဲ့စိတ်နဲ့ကျွန်တော်ကိုချိုင်းဘက်ကနေပြီးတော့မနက်ဖြန်နေ့ကိုမှအဓိကဘာကွာကလေးထားပြီးဆော့ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးတွေမှာပြောပြပေးမယ်နော်အောင်သောကိုရီမားရဲ့ဗီဒီယိုဖိုင် live show လေးကိုပြီးဆုံးနိုင်လိုက်ပြီးတော့ကြည်ပါနော်ကျွန်တော်ဘက်ကနေပြီးတော့ဖြစ်နိုင်နေတဲ့ကြားနိုင်နေအများဆုံးရှိတဲ့ပတ်တီးလုံးမိုင်လေးကျွန်တော်ရွေးချယ်ပြီးထုတ်ပေးသွားမယ်နော်တိုင်းနဲ့တပ်ပါတယ်ဆိုတော့ကိုရီမားဒီဗီဒီယိုဖိုင် live show လေးကိုကြည်ပါနော်ဒူးရီကိုတကယ်စိတ်ဝင်စားလို့လည်းထိုးခြင်းနဲ့အခါချင်းခွေလည်းမတတ်နိုင် free နေတိုက်ကလေးတော်ကောင်းလေးနဲ့ထိထိမိမိပုံမှန်ဆော့တင်ပါတယ်ဆိုတော့ကိုရီမားရဲ့တော့ကဒီ channel လေးလုံးဝအဆင်ပြေသွားလိမ့်မယ်နော်ဘာကြောင့်လဲဆိုတော့နေတိုက်ကလေးတွေကိုဒူးဒီနေတိုက်ကလေးတွေကိုဒီ channel မှာပဲကျွန်တော်နေစင်တဲ့အမြကျွန်တော်ဘက်ကနေပြီးတော့ဖြစ်နိုင်နေတဲ့ကြားနိုင်နေအများဆုံးရှိတဲ့ကဏ္ဍလေးတွေနေစင်တဲ့အမြတင်ပေးတာဖြစ်လို့အောင်သောကိုရီမားရဲ့တော့ကတော့အဆင်ပြေလိမ့်မယ်နော်အဲ့ဒါမှအကြိုက်တူမဲ့ဝါသနာတူမဲ့ဆိုတော့ကိုရီမားရဲ့ channel လေးကို subscribe လေးနှိပ်မယ်နော်ကဲအဲ့တော့အောင်သောကိုရီမားရဲ့လက်ဖြတ်နေကုန်မှာဘာကဏ္ဍလေးအဓိကထားပြီးဆော့မလဲဆိုရင်ကဲအောင်သောကိုရီမားတွေမှတ်စရာလေးရှိမှတ်စရာလေးယူလိုက်ရအောင်နော်မနက်ဖြန်နေကုန်မှာအဓိကထားပြီးဆော့မယ်ဆိုတဲ့ပတ်ဒီကဲအားလုံးပဲကိုရီမားရဲ့ live မှာ3ညပိုင်း3ပါနော်3ည3 1ချင်းလေးကိုကျွန်တော်ကင်ထားပါတယ်3ည3 1ချင်းနော်ကျွန်တော်ရဲ့ကိုရီမားတွေမှာကီးပိုင်ပိုင်နန်ရှိတာပဲဖြစ်ဖြစ်လုံးမိုင်ပိုင်နန်ရှိတာပဲဖြစ်ဖြစ်နော်3ည3 1ချင်းလေးနဲ့ကပ်ပြီးတော့ဆော့ပါနော်3ည3 1ချင်းလေးနဲ့ကပ်ပြီးတော့ဆော့ဘယ်ကဏ္ဍကိုပဲရွေးချယ်ပြီးဆော့အဓိကအားဖြင့်3ညပါတော့ကဏ္ဍ3ပါတော့ကဏ္ဍဥသာပေးပြီးတော့ဆော့ပါလို့ကြံပေးခြင်းနဲ့အဓိကအားဖြင့်တော့ကျွန်တော်ရှိမှလာပြီးနေတိုက်ကလေး live ဆော့နေဆိုတဲ့ကိုရီမားတွေနော်ပတ်တီးလေးကိုဆော့ပါနော်ပတ်တီး live ဆော့နိုင်မယ်ဆိုတဲ့ကိုရီမားပတ်တီး live ဆော့အကဲအခုကျွန်တော်တို့ကတော့ပတ်တီးလေး live မဆော့နိုင်ဘူး yoga ကလေးနဲ့ပဲအဆင်ပြေခြင်းနဲ့ဆိုတဲ့ကိုရီမားတွေတော့ဒါကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးဖြစ်အောင်လို့ yoga ကလေး3ခွက်စီကျွန်တော်ထုတ်ပေးထားတယ်နော် yoga ကလေး3ခွက်စီထုတ်ပေးထားတယ်အဲ့ဒီ yoga ကလေး3ခွက်ကဘာလဲဆိုရင်ကဲကိုရီမားတွေ live မှတ်အောင်ဗျာနော်3ည2 3ည5 3ည8 3ညနဲ့ပတ်တိုင်း3ခွက်ရှိမယ်3ည2 3ည5 3ည8 3ခွက်ရှိမယ်နော်ဒါ3ညနဲ့ပတ်သက်ပြီးတော့ရွေးချယ်ပြီးဆော့ပါ3နဲ့ပတ်သက်ပြီးတော့ try ပဲဘာခဏကိုအဓိက target ထားပြီးဆော့မလဲဆိုရင်3နဲ့3ခွန်3ကို3နဲ့3ခွန်3ကိုဒါ3နဲ့ပတ်သက်ပြီးတော့ကိုရီမားရေဆော့မယ်ဆိုရင်ရွေးချယ်ပြီးဆော့ပါကျိုင်းနဲ့တက်ရှိတဲ့ကဏ္ဍလေးတွေယူပြီးတော့ဆော့ပါလို့ကြံပေးနေတယ်နော်ဒါကတော့နေတိုက်ကလေးတွေမှာနော်ဒီဘယ်လိုပြောရမလဲပတ်တီးလိုက်မဆော့နိုင်ဘူး yoga ကလေးပဲဆော့နိုင်ပါတယ်ဆိုတော့ကိုရီမားရေတော့ကိုဒါကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးဖြစ်အောင်ဖြစ်နိုင်နေတဲ့ကြားနိုင်နေအများဆုံးရှိတဲ့ကဏ္ဍကွက်ကလေးတွေကိုရွေးချယ်ပြီးထုတ်ပေးထားတာကျိုင်းနဲ့တက်မယ်ဆိုတော့ကိုရီမားတွေယူ3ပါယူဆော့ပါနော်ဖွဲ့ဝင်ထားတဲ့ကိုရီမားတွေလည်းဒီနေ့မှာတနင်္လာနေ့ဖွင့်နေပဲရှိသေးတယ်ဆော့ပါနော်ဒီဘက်မှာဖွဲ့ဝင်ထားတဲ့ကိုရီမားမိုင်ရဲမှာရမယ်နော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်လည်းကျမ်းမာရေးလေးမကောင်းလို့ခြေနေမကောင်းလို့ကဏ္ဍလေးတေချာထုတ်မပေးဖြစ်ခဲ့ဘူးအားကြောင့်ဒီဘက်မှာကိုရီမားတွေရှုံးကြီးလေးလည်းပြည့်ယူမယ်ကျွန်တော်အခုမှတွေ့အခုမှမြင်လို့ချစ်လို့ခင်လို့အားပေးမယ်ဆိုတဲ့ကိုရီမားတွေလည်း channel လေးကို subscribe လေးနှိပ်မယ်နော်ကျွန်တော်လည်းမတွေ့ခင်ထင်နေအရှုံးများနေပါဆိုတဲ့ကိုရီမားတွေဒီဗီဒီယိုဖိုင်လေး show လေးကိုပြီးဆုံးနိုင်အောင်သာကြည့်သွားနော်ကိုရီမားတွေအတွက်လုံးဝအဆင်ပြေသွားလိမ့်မယ်နော်ကဲအဲ့တော့အောင်သောကိုရီမားတွေထ
ထုတ်ပြီးတဲ့ကဏ္ဍလေးလည်းရပြီဆိုတော့ဂေါ်လက်ပါနော်မနေ့ပြန်နေကိုမှထပ်ပြီးတော့တခေါကောင်းလေးနဲ့ထိထိမိမိဆင်ပြပါစေလို့ကျွန်တော်ကိုရှာစွမကောင်တောင်းပေးပါတယ်အရှုံးလေးတွေဒီတစ်ပတ်မှာလုံးဝပြန်ယူမယ်ဟုတ်ပြီနော်အားရမို့အောင်သောကုလီမာတွေအဓိက live ဆော့ဖို့ပဲလုပ်တာဟုတ်ပြီလားကဲအဲ့တော့အောင်သောကုလီမာတွေဂေါ်လက်ပါမနေ့ပြန်နေကိုမှတခေါကောင်းနဲ့ထိထိမိမိဆင်ပြပါစေလို့ကျွန်တော်ကိုရှာစွမကောင်တောင်းပေးပါတယ်နော်ကဲအဲ့တော့အောင်သောကုလီမာတွေဂေါ်လက်ပါ